Revamp ထားတဲ့ Leslie Legend Skin ကိုဒီလ22ရက်နေ့မှာတော့ Resale Event နဲ့အတူ Game ထဲမှာပြန်ပြီးတော့မြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်။ပူပူနွေ့နွေ့ Revamp ထားတာဆိုတော့ Leslie Legend Skin ကတကယ်ကိုအမိုက်စားအလန်းစားဖြစ်နေတာပါ။ပြောရမယ်ဆိုလို့ရှိရင်တော့ပုံတုံးကြီးဆိုပြီးတော့ကိုပြန်မကြိုက်ခဲ့တဲ့ဆိုတော့အခုပြန်တွေ့တော့အရန်လန်းနေပြီးတော့ကိုကပြန်လိုက်ရင်တော့မှသူကပြန်မကြိုက်ချင်တဲ့အနေအထားမျိုးဆိုပါတော့လေ။ထားပါ Game ကြောင်းပဲကျွန်တော်ဆက်ပြောတာပေါ့။အားလုံးမင်္ဂလာပါ။ AMD Game Show ကနေပြီးတော့ကြိုဆိုလိုက်ရပါတယ်။ဒီနေ့မှာတော့ Revamp ထားတဲ့ Leslie Legend Event မှာအကုန်ကြတက်တာဆုံးနဲ့ဘယ်လိုယူရမလဲဆိုတော့ပြောပြပေးပါမယ်။ Revamp ထားတဲ့ Leslie Legend Skin မှာလေးပဲ form 2မျိုးပါပါလိမ့်မယ်။အခုနောက်ပိုင်းတက်ထွက်လာတဲ့ Legend Skin တွေလိုမျိုးပဲ 10k ပြည့်လို့ရှိရင် second form ပြောင်းပေးပါလိမ့်မယ်။ Player များစုတော့ဒီ Leslie Legend Skin ရဲ့ second form ရဲ့ skill effect တွေကခရင်အောင် effect တွေဖြစ်လို့ complaint တက်နေကြပါတယ်။အကြောင်းရတော့ annual starlight skin ရလေးပဲခရင်အောင် effect မလို့ပါတဲ့။ even 1 draw diamond 100 10 draw ဆိုလို့ရှိရင် diamond 1000နဲ့လာမှာပါဒါမဲ့ daily discount နဲ့ဆိုလို့ရှိရင်တော့1 draw diamond 50ပဲကုန်တော့မှာဖြစ်ပြီးတော့ first 10 draw တော့50% discount နဲ့ diamond 900ပဲကုန်တော့မှာပါ first 10 draw မှာဆိုလို့ရှိရင် elite skin ဒါမှမဟုတ်သူ့ထက်မြင့်တဲ့ skin တစ်ခုပေါက်ပါမယ် price pool ထဲမှာတော့ Leslie Legend skin ပြင် lucky box skin တွေနဲ့ epic skin တွေပါပါအောင်မယ် Legend skin တွေကိုရဖို့ဆိုလို့ရှိရင်တော့ event show တွေမှာ crest 1600နဲ့လဲရပါလိမ့်မယ် crest 1600ရဖို့ဆိုလို့ရှိရင် draw 80ကနေပြီးတော့100လောက်လှည့်ဖို့အတွက်လိုအပ်ပါလိမ့်မယ် Premium supply ရနှစ်ခါလာမှာဖြစ်ပြီးတော့စုစုပေါင်း free token 36ခုရပါမယ် event ကိုရက်30 daily draw နဲ့လှည့်သွားမယ်ဆိုလို့ရှိရင်စုစုပေါင်း66 draw ရပါလိမ့်မယ်တရက်ကို diamond 50နဲ့ daily draw မှာကို diamond 1500ပဲကုန်နေပါပြီ first time draw ကို diamond 900နဲ့လှည့်ရင် draw 86ခုရှိပါပြီဒါဆိုလို့ရှိရင်စုစုပေါင်း diamond 2000ရှိပါပြီစကင်ပေါ်ပြီးတော့ကန်ကောင်းတဲ့သူတွေအတွက်ကတော့နောက်ထပ်10 draw လောက်ဆိုလို့ရှိရင် draw 86ပြည့်ပြီးတော့ crest 1600ရပါလိမ့်မယ်ဒါဆိုလို့ရှိရင်တော့ Leslie Legend Skin ရဖို့တဲ့စုစုပေါင်း diamond 3000ပဲကုန်ပါမယ်ဒါအပြင် draw လဲအနေနဲ့ lucky box skin တွေ epic skin တွေရအောင်ပါဆိုတော့တကယ်တမ်းနဲ့ event ပါပဲကိုကကံမကောင်းလို့အခါမျိုးမှာ100လောက်ထိ draw ရမယ်ဆိုရင်တော့မှ diamond 9000လောက်ပဲကုန်ပါလိမ့်မယ် event ဆက်လာခြင်းဗမာလူကြီးတိုင်းပြီးဖောက်မယ်ဆိုလို့ရှိရင်တော့ diamond 8000နေပြီးတော့1000ကြားကုန်ပါမယ်အခုလူတို့ရောဒီလိုမျိုးအရန်လန်းတဲ့ Leslie Skin ကိုဖောက်ကြဖို့အတွက်အစီအစဉ်ရှိလာကဒီနေ့ဗီဒီယိုလေးကိုတော့ဒီလောက်နဲ့ပဲအဆုံးသတ်ပါတော့မယ်နောက်တဲ့ဗီဒီယိုတစ်ခုမှပြန်ပြီးတော့တွေ့ကြပါမယ် AMD Game Show မှာ Mobile Legends နဲ့ပတ်သက်တဲ့ Diamond တွေကိုဝယ်ယူနိုင်တဲ့ပြင် Game Account တွေကိုပါယုံကြည်စိတ်ချစွာရောင်းဝယ်နိုင်ပါတယ်